အတွက်တော့စိုင်းတောင်းတဲ့ကိုစွန်းဟင်းကြိုက်နေစွန်းခွက်လေးတွေထည့်ပြီးတော့စိုင်းတန်းကိုဟောသလိုကောက်ထမ်းပြီးတော့စွန်းတော်ပြို့အဲ့ဒီတချင်းအခုတီဆိုဖြော်ပေမဲ့တချင်းလေးကအဲ့ဒီစွန်းတော်ပြို့ဆိုတဲ့တချင်းကိုတီဆိုမှာဒါဆိုရင်စွန်းတော်ပြို့ဒီတချင်းလေးကိုတီဆိုမဲ့ဆိုတော့လေးကမေ့ချစ်တဲ့ပဲဖြစ်ပါတယ်ခင်ဗျာစိတ်ဆူသနာရွှေစွန်းစားခြင်းနီးရင်ဖြင့်ဖုန်ကြီးမျောလိမ့်မနော်